ဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မနက်အစောပိုင်းမှာရှင်ပြိုင်ကစားခဲ့တဲ့ကမ္ဘာဖလား32တင်းစစ်ပေါ်တူဂီနဲ့ခရိုအေးရှားပွဲကိုပွဲပြီးသုံးသက်ချက်အနေနဲ့တင်ဆက်ပေးသွားပါမယ်ဒီနေ့မှာတော့နှစ်တင်းစလုံးကသူတို့အတွက်တောင်တင်းနဲ့လူချင်းနဲ့ပဲပွဲထွက်လာခဲ့ပြီးတော့နှစ်တင်းစလုံးက4နှစ်3နှစ်ပုံစံနဲ့ပဲပွဲထွက်လာခဲ့တယ်ကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းမှာတော့နှစ်တင်းစလုံးကတော်တော်လေးတတိထားကစားခဲ့ကြပြီးတော့ကွင်းလယ်တိုက်ပွဲကအဓိကဖြစ်ခဲ့တယ်ပေါ့နော်ပေါ်တူဂီကဘောလုံးပိုက်ဆိုင်မှုပိုများခဲ့ပေမဲ့ခရိုအေးရှားရဲ့ခံစစ်ကျစ်လစ်မှုကြောင့်အခွင့်အရေးတွေကိုဂိုးဖြစ်မပြောင်းလဲနိုင်ခဲ့ဘူးတစ်ဖက်မှာလည်းခရိုအေးရှားကတံပြန်တိုက်စစ်ကနေတစ်စင်အန်နီရပေးဖို့ကြိုးစားခဲ့ပြီးတော့ပွဲကတော်တော်လေးကြီးကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်ခဲ့တယ်ဒီလိုနဲ့ပထမပိုင်းမှာဂိုးမရှိသေးရင်နဲ့ပွဲပြီးဆုံးခဲ့တယ်ဒုတိယပိုင်းရောက်ပါ53မိနစ်မှာတော့ Ivan Perisic ကခရိုအေးရှားအတွက်အဖွင့်ကိုသွင်းယူပြီးတော့ပေါ်တူဂီကိုဖိအားပေးနိုင်ခဲ့တယ်။ဂိုးပေးလိုက်ရပြီးတော့ပေါ်တူဂီက Bruno Fernandes, Bernardo Silva, Vitinha တို့ကကွင်းလယ်ကိုစတင်ထိန်းချုပ်နိုင်ခဲ့တယ်။အဲ့ဒီနောက်15မိနစ်အကြာမှာတော့ပွဲချိန်68မိနစ်မှာပေါ်တူဂီကပယ်နယ်တီရခဲ့တယ်။အဲ့ဒီပယ်နယ်တီကိုတိုက်စစ်မှုခရစ္စတီယာနိုရိုနယ်ဒိုကတီတီငိမ့်ငိမ့်နဲ့ပဲကန်သွင်းပြီးခဲ့ပြီးတော့ပေါ်တူဂီကိုချီပါကိုရရှိအောင်ဆွတ်ဆောင်နိုင်ခဲ့တယ်ဒီကိုကပေါ်တူဂီကိုယုံကြည်မှုပြန်ရစေပြီးတော့နောက်ပိုင်းမှာအနိုင်ကိုရဖို့ခရိုအေးရှားအသင်းဘက်ကိုဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့တယ်ကျွန်တော်တို့ခရိုအေးရှားနိုင်ကိုရဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့ကိုဗတ်စ်ရဲ့အဝေးကန်ချက်ကိုပေါ်တူဂီကိုသမားဒီဂိုကော့စတာလက်ဖျားနဲ့ပို့ထုတ်ကာကွယ်နိုင်လိုက်တယ်မာတာနိုဗစ်ရဲ့ကန်ချက်ကိုလည်းဒီဂိုကော့စတာကာကွယ်နိုင်ခဲ့ပြီးတော့ပီတာဆူဗီရဲ့ကိုကလည်းလူကျင်ဘောကြောင့်ပယ်ဖျက်ခံခဲ့ရတယ်ဒီလိုနဲ့ပွဲချိန်94မိနစ်မှာတော့တပွဲလုံးကြောင်ပြောင်းနေတဲ့ရာဖီယယ်လီယိုရဲ့ဖြတ်တိုင်ဘောကနေတစ်စင်ကိုဂျာလိုရာမို့စ်ကလာလာပပခေါင်းခုန်တိုက်ပြီးတော့ပေါ်တူဂီကို2-1နဲ့ဦးဆောင်နေခဲ့တယ်ပွဲပြီးကန်ဒီနောက်ဆုံးအချိန်မှာပါရှာလက်ကဘောလုံးပြတ်ချပေးရမှာကဗာဒီယိုကကိုပြန်သွင်းနိုင်ခဲ့ပေမဲ့ VAR စစ်ဆေးပြီးပါရှာလက်လူကြုံနေခဲ့တာကြောင့်အဲ့ဒီကို VAR နဲ့ထပ်မံပယ်ဖျက်ခံခဲ့ရပါတယ်ဒါကျွန်တော်မနေ့ကသုံးသပ်ခဲ့သလိုပဲပေါ့နော်ပေါ်တူဂီ2 Croatia 1နဲ့ပဲပွဲကပြီးသွားခဲ့တယ်ဒီနိုင်ပွဲကြောင့်ပေါ်တူဂီတင်းက16တင်းစင်မှာစပိန်တင်းနဲ့ရှင်ပြိုင်ကစားရမှာပါဒါပေမဲ့ဒီခြေနဲ့ဆိုရင်တော့စပိန်တင်းနဲ့ကစားရမယ်ဆိုရင်ပေါ်တူဂီတင်းနဲ့ငယ်ခက်ခဲနိုင်တယ်ကျွန်တော်ရဲ့ခံမှန်းချက်လေးပေါ့နော်ကျွန်တော်တို့ channel လေးမှာဘောလုံးပွဲတွေကိုမြည့်တင်ဆက်ပေးနေတာမဟုတ်လို့ကျွန်တော်တို့ channel ကို like နဲ့ follow မလုပ်ရသေးဘူးလုပ်ပေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်